1385 ခုနှစ်တော်တလနာဝိကျော်4 ရက်2023 ခုနှစ်အော်တိုဘာလ3 ရက်အင်္ဂါနေ့ည၌အွန်လိုင်းမှာဟောကြားတော်ကာကွယ်ဆောက်ရှောက်ခြင်းအကြောင်းတရားဒေသနာတော်ကာကွယ်ခြင်းနဲ့ဆောက်ရှောက်ခြင်းလောကမှာကာကွယ်ဆိုတာကိုယ်အနေနဲ့မရောက်အောင်ကာကွယ်ကြတာဖြစ်တယ်နော်ကာကွယ်မှုဆိုတာမျိုးမျိုးရှိတယ်ကိုယ်ကိုထိခိုက်မှုမရှိအောင်ကာကွယ်တယ်ယောဂဝေဒနာမဖြစ်အောင်ကာကွယ်တယ်အန္တရာယ်မကြရအောင်ကာကွယ်တယ်အဲ့ဒီကာကွယ်ခြင်းကိုပဲတစ်ဖက်ကကြည့်ပဲဆိုရင်ဆောင်းလျှောက်ခြင်းလို့ပဲကိုထိမ့်သိဆောင်းလျှောက်တာယောဂမဖြစ်အောင်ထိမ့်သိဆောင်းလျှောက်တယ်နော်အေးမပတ်အောင်ထိမ့်သိဆောင်းလျှောက်တယ်အပူမမိအောင်ထိမ့်သိဆောင်းလျှောက်တယ်အဲ့တော့ကာကွယ်ခြင်းနဲ့ဆောင်းလျှောက်ခြင်းဆိုတာလောကမှာအမျိုးမျိုးရှိတယ်ပေါ့အခုဒီနေ့ညတော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ကြီးဘဝမှာတကယ်အကျိုးဖြစ်ထွန်းတဲ့ကာကွယ်ဆောင်းလျှောက်ခြင်းအကြောင်းကိုမှတ်သားနိုင်ကြကိုကာကွယ်တယ်သူများကိုကာကွယ်တယ်ကိုဆောင်းလျှောက်တယ်သူများကိုဆောင်းလျှောက်တယ်အမျိုးမျိုးရှိတယ်ပေါ့နော်အဲ့တော့အဓိကကတော့ကိုကာကွယ်ဆောင်းလျှောက်ခြင်းကတစ်ခုသူတော်ဘာကိုကာကွယ်ဆောင်းလျှောက်ခြင်းကတစ်ခုနှစ်ခုရှိတယ်ကိုကာကွယ်ဆောင်းလျှောက်ရင်ဘာလုပ်ရမလဲသူများကိုကာကွယ်ဆောင်းလျှောက်ခြင်းနဲ့ဆိုရင်ဘာလုပ်ရမလဲအကောင်းဆုံးနည်းနဲ့ကာကွယ်ဆောင်းလျှောက်တာနဲ့ပတ်သက်ပြီးပြောတာတရားဓမ္မနဲ့ကာကွယ်ဆောင်းလျှောက်ဖို့ဆိုရဒီကိုမြတ်စွာဘုရားကအဆုံးအမအနေနဲ့ဟောကြားပြီးတော့ထားတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမစကားလေးကိုရနားထောင်ကြည့်အောင်အတ္တနာဘိက္ခွေရခိတာမိတိတတိပဋ္ဌာနပါဝိတ္တဗံတတိပဋ္ဌာနသေဝိတ္တဗံကိုကာကွယ်မယ်လို့ရှိရတဲ့ပုဂ္ဂိုလ်ဟာအကောင်းဆုံးကာကွယ်ခြင်းဖြစ်အောင်ဘာလို့ရမလဲဆိုရင်တတိပဋ္ဌာန်ပွားပါတယ်ဆိုလိုတာကတတိတရားနဲ့နေတာပါလို့ဆိုလိုတယ်ဒါတစ်ခုတည်းသောနိလန်တစ်ခုပြောပြနော်အတ္တနာရခိတာမိတိငါကိုငါဆောင်းရှောင်မယ်လို့စိတ်ကူးရှိတဲ့ပုဂ္ဂိုလ်ဟာဘာလို့ရမလဲတတိပဋ္ဌာနသေဝိတ္တဗံအာယုမောမတတိကပ်ပြီးတော့နေပါသို့မဟုတ်တတိပဋ္ဌာန်တရားကြိုးစားအထောက်ပြီးတော့နေပါလို့ဆိုလို့နောက်ဆက်ပြီးတော့မြတ်စွာဘုရားကပရံရခိတာမိတိတတိပဋ္ဌာနသေဝိတ္တဗံသူများကိုကာကွယ်ဆောက်ရှောက်ခြင်းနဲ့ဆိုရင်လည်းတတိပဋ္ဌာန်ပဲပွားပါလို့ပြောအဲ့တော့ဒါဖျက်ပြီးတဲ့ဤပေါ့နော်တခြားနိလန်းနေနဲ့ဆောက်ရှောက်တာလည်းတစ်မျိုးပေါ့ဓမ္မနဲ့ဆောက်ရှောက်မယ်ဆိုရင်အဲ့တော့ကိုကာကွယ်ဆောက်ရှောက်တာဟာဘယ်လောက်ထိအောင်ခရီးရောက်တယ်လဲတဘောအတွက်လားအမှန်အန္တရာယ်အတွက်လားမဟုတ်ဘူးမြတ်စွာဘုရားဟောတာတော့ကိုတဘောဘဝကြီးတစ်ခုလုံးအတွက်အကောင်းဆုံးကာဝယ်ဆောက်ရှောက်မှုဖြစ်ဖို့အတွက်တတိပဋ္ဌာန်တရားပွားပါလို့ဟောတာအဲ့တော့တတိပဋ္ဌာန်တရားဆိုတာဘယ်လိုပွားရမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ရမယ်သို့တော့မြတ်စွာဘုရားကဒီနေရာမှာ
ဒီစကားနှစ်ခုတာဆုံးမဩဝါဒပေးတာဒီနှစ်ခုကိုအရင်မှတ်သားထားအောင်နော်ကိုအကောင်းဆုံးဖြစ်အောင်ကာဝယ်ဆောက်ရှောက်ခြင်းနဲ့တတိပဋ္ဌာန်တရားအတိုင်းနေထိုင်ကျင့်သုံးပါသူတစ်ပါးကိုကာဝယ်ဆောက်ရှောက်ခြင်းနဲ့ဆိုရင်လည်းတတိပဋ္ဌာန်တရားအတိုင်းနေထိုင်ကျင့်သုံးပါတော့အလုံးနဲ့အတိဘေကနားလည်သွားကြပါလားလို့နားမလည်သေးဘူးနော်နားမလည်သေးဘူးမြတ်စွာဘုရားကအတ္တနာရခန္တောရခတိမိမိကိုယ်ကိုကာဝယ်ဆောက်ရှောက်မယ်ဆိုရင်သူတော်ဘာကိုလည်းကာဝယ်ဆောက်ရှောက်ပြီးဖြစ်ပါတယ်တဲ့ဒီနေ့ကတခြားနည်းနဲ့ပြောတာမဟုတ်နော်အတ္တနာရခန္တောရခတိကိုကာဝယ်ဆောက်ရှောက်ရင်သူများကိုလည်းကာဝယ်ဆောက်ရှောက်ပြီးဖြစ်တယ်တဲ့ပရရခန္တောအတ္တနာရခတိသူတို့ကိုကာဝယ်ဆောက်ရှောက်လို့ရှိရင်လည်းကိုကာဝယ်ဆောက်ရှောက်ပြီးဖြစ်ပါမယ်ဒါဘုရားဆုံးမဒီတုတ်တမှာအကျဉ်းလေးတွေဒီလိုပြောတာနော်အကျဉ်းလေးတွေပြောတာအဲ့တော့ဒါလေးကကိုယ့်အတွက်ခိုင်လိုက်လေးတစ်ခုအနေနဲ့အကျဉ်းညုတ်မှတ်မှာပေါ့နော်ကိုစောင့်ရှောက်ခြင်းဘာလို့အပ်ပါလဲဆိုကိုစောင့်ရှောက်ပဲဆိုရင်တတိပဋ္ဌာန်တရားနဲ့ကျင့်သုံးနေထိုင်ပါတတိပဋ္ဌာန်တရားကိုကျင့်သုံးနေထိုင်ပါသူတို့ဟာကိုကာဝယ်စောင့်ရှောက်မယ်ဆိုရင်လည်းတတိပဋ္ဌာန်တရားကိုကျင့်သုံးနေထိုင်ပါတဲ့ကိုကာဝယ်စောင့်ရှောက်ခြင်းဟာသူတို့ဟာကိုလည်းကာဝယ်စောင့်ရှောက်ပြီးဖြစ်ပါလေတဲ့သူတို့ဟာကိုကာဝယ်စောင့်ရှောက်ခြင်းတဲ့ကိုကာဝယ်ပြီးသားဖြစ်ပါတယ်ဒီနိလန်ကိုပေးတာဒီသုတ်တံကသေတကသုတ်တံလို့ခေါ်တယ်သေတကဆိုတာရွာကြီးတရွာရဲ့နာမည်ပေါ့ဏိဂုံလို့ခေါ်တဲ့ရွာကြီးတရွာရဲ့နာမည်အိန္ဒိယနိုင်ငံမှာဘုရားလက်ထက်ကသုံးပါဆိုတဲ့တိုင်းဒေသလေးတစ်ခုရှိတယ်စာပေထဲမှာတော့တွေ့ရခဲ့တယ်ပေါ့နော်ကာတိတိုင်းတို့ကောသလတိုင်းတို့တက္ကတိုင်းတို့အဲ့ဒါမျိုးတွေတွေ့ရတယ်သုံးပါဆိုတဲ့တိုင်းဒေသကိုတွေ့ရခဲ့အဲ့တော့မြတ်စွာဘုရားကသုံးပါတိုင်းဒေသရောက်တဲ့အချိန်မှာသေရကဆိုတဲ့ဏိဂုံရွာအနီးမှာသရင်သုံးနေတုန်းကယဟန်တွေကိုဟောခဲ့တဲ့တရားဒါကမတ္တနဲ့မှလို့ပါနော်အဲ့တော့မြတ်စွာဘုရားကပုံမှုထုလေးတစ်ခုကိုအရင်ပြောပြတယ်ဒီဆုံးမဩဝါဒကိုမပေးခင်ပုံမှုထုလေးတစ်ခုပြောပြတယ်ရှေးတုန်းကတဲ့အကရုပန်လို့ခေါ်တဲ့ဘာကြွအတ္တကိုပြသတဲ့ပုဂ္ဂိုလ်ရှိတယ်ခုခေတ်လည်းရှိတာပဲစက္ကတ်ပဲတွေမှာလေထူးထူးဆန်းဆန်းအောဝဲလုပ်ပြတာခဏခေတ်မှာလည်းလူတွေနဲ့လုပ်ပြတာရှိတယ်ကြောက်ခမန်းတိတိအဲ့ဒီမှာကျွမ်းပါအတ္တလို့လည်းခေါ်တယ်ဘာကျွမ်းအတ္တလို့လည်းခေါ်နော်စက္ကပ်ပွဲတွေမှာပြလေရှိတယ်ဆရာတပည့်နှစ်ယောက်ကလမ်းဘေးမှာအောဝဲလုပ်ပြကြမယ်သူတို့ပွဲလုပ်ပြကြမယ်ပတ်စံရတဲ့ဤတွေပေါ့လားပတ်စံရှာကြတာပေါ့အဲ့ဒီပါလို့တုံးဆိုသူတို့လေ့ကျင့်ထားတာဝလုံးတစ်လုံးကိုတော့ရှိတဲ့ဝလုံးတစ်လုံးကိုဆရာကသူ့ပခုံးမော့ထောက်တာတပည့်ကအဲ့ဒီဝလုံးမော့တဲ့အောင်ဝလုံးထိပ်ဖြာမှတပည့်ကရပ်ပြီးကပြအောင်ကဲစဉ်းစားကြည့်ပေါ့တဲ့ရေမိုးဇလန်တစ်ခုပဲနော်အဲ့ဒီလိုဝလုံးထိပ်မှတက်ပြီးတော့ကားတဲ့အခရိုဘတ်ဆိုတဲ့ကျွမ်းပါအတ္တအဲ့ဒီခေတ်တော့ခေတ်စားခဲ့တယ်ရှိတယ်ပေါ့ဆရာတပည့်တရားပွဲစီစဉ်ပြီးတော့သူတို့ကပြကြမယ်ဘ
ပိသက်တွေလည်းအလုံးရောက်နေတယ်ဝက်လုံးကြီးသူတို့အသုံးပြုတဲ့ဝက်လုံးကြီးကိုဆရာပခုံးမော့ထောက်လိုက်တယ်ထောက်တာပြီးတော့သူ့တပည့်ကအဲ့ဒီဝက်လုံးမော့တက်မယ်ဝက်လုံးမော့တက်ပြီးတော့ဝက်လုံးထိတ်မှာကပြရမယ်မျိုးစုံကပြခဏခေတ်မှလည်းပဲအဲ့ဒါမျိုးတွေလှုပ်ထားရှိတယ်လေလူချင်းချင်းကပြနေတာတွေအော်ကမန်ဒါတွေရှိတာပဲအဲ့ဒီခေတ်ကလည်းတရားရှိတယ်အဲ့လိုကပြတော့မယ်ဆိုတော့ဆရာကသူ့တပည့်ကိုပါပြောတော့ဆိုရင်ငါတပည့်ကြီးတို့နှစ်ယောက်လုပ်ငန်းစားကြမယ်စားတဲ့အခါမှာမင်းကလည်းငါ့ကိုကျူးဆိုင်ငါ့ကိုထိန်ငါကလည်းမင်းကိုထိန်မယ်တို့အပြန်လန်းထိန်ကြမယ်မင်းကလည်းငါ့ကိုထိန်ငါကလည်းမင်းကိုထိန်မယ်အဲ့ဒီလိုထိန်သိပြီးကပြလို့တို့အောင်မြင်လို့ရှိရင်ပွဲကားတွေရလိမ့်မယ်ဒီပွဲပြသတဲ့အခါရမယ်မင်းလည်းအန္တရာယ်ကင်းကင်းနဲ့ဝလုံးမအဆက်လာတယ်ငါလည်းပဲအန္တရာယ်မရှိဘူးနှစ်ယောက်စလုံးဟာအထီးကိမရှိပဲနဲ့တို့ငွေကြေးတနာရမယ်ဆရာကသူ့တပည့်ကိုအဲ့လိုပြောတာပြောတော့တပည့်ကအပြန်ပြောတော့ဆိုဆရာကျွန်တော်ကတော့အဲ့လိုမထင်ဘူးပေါ့ဆရာတကယ်ဖြစ်တဲ့နာကဆရာကကျွန်တော်ကိုထိတ်ရမှာမဟုတ်ဘူးကျွန်တော်ကဆရာကိုထိတ်ရမှာမဟုတ်ဘူးဆရာကဆရာကိုဆရာထိတ်မှာကျွန်တော်ကကျွန်တော်ကိုကျွန်တော်ထိတ်မှာပဲသူပြောတဲ့စကားနော်ဆရာပြောကဆရာကငါကမင်းကိုထိတ်ပဲမင်းကငါ့ကိုထိတ်မှာတို့နှစ်ယောက်ဒါမှအောင်မြင်ပြတယ်နေပဲဆိုတပည့်ကပြန်ပြောတာဆရာအဲ့လိုမဟုတ်ဘူးကျွန်တော်ကကျွန်တော်ကိုကျွန်တော်ထိတ်မယ်ဆရာကလည်းဆရာကိုဆရာကိစ္စကျွန်တော်ကကျွန်တော်ဘာဒီကိစ္စမယ်ဆရာကဆရာဘာဒီကိစ္စအဲ့ဒါမှကျွန်တော်တို့နှစ်ယောက်အောင်မြင်မြင်ပွဲကဖြစ်မှာဖြစ်တယ်အဲ့ဇာလန်လေးကိုမြတ်စွာဘုရားပြောပြအဲ့ဒီတဲတိတ်ရင်ဖို့ဘလုံးထိတ်မှတက်ပြီးတော့ကားတဲ့အကမျိုးကိုစန္ဒာလာဥတိကပညာရတ်ခေါ်တဲ့ရှိခေတ်ကစန္ဒာလာဝန္တာဆိုတာဝန္တာဆိုတာဝါလုံးစန္ဒာလာဆိုတာကျန်တန်ချွတ်တဲ့ဝလုံးအနေများတဲ့ဝလုံးပေါ့နော်အဲ့ဒီစန္ဒာလာဝန္တာထိုခေတ်ကလူတွေစနေနေအိန္ဒိယမှာဆိုရင်သူများကိုဖြောပြရေးလုပ်တဲ့ပုဂ္ဂိုလ်တွေပတ်စံရှာတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီတဲ့ထိတ်ရင်ဘူးစကအတ္တမျိုးတင်ယူကြပြီးတော့သူတို့အမွေတဲ့လုပ်ပြတယ်အဲ့တော့အိန္ဒိယနိုင်ငံမှာလည်းပဲခဏခဏလိုပဲအဲ့ဒါတွေတိုးတက်မှုတွေရှိခဲ့တယ်နော်ဟိုသုဒ္ဓတစ်ခုမှဆိုလို့ရှိရင်လည်းဥက္ကသေနာဆိုတဲ့တတိသာတယောက်ကဒီတိုင်းပဲလုပ်ခဲ့တာဝလုံးထိပ်မှာတက်ကဥက္ကသေနာဆိုတာတကယ်တော့သူကတတိသာကပြီးတော့သတ္တဝိနဲ့ဘယ်လိုပါသွားတော့သူနေတဲ့မြို့ကိုသတ္တဝိဖွဲ့ရောက်လာတယ်ရောက်လာတော့သူကအဲ့ဒီပွဲသွားကြည့်တာပေါ့ပွဲသွားကြည့်တော့အဲ့ဒီသတ္တဝိပိုင်းရှင်ရဲ့တပီးကပြတာဟိုသူကသဘောကျပြီးတော့အဲ့ဒီကလေးမလေးကိုမျက်စိကျသွားတယ်ကျသွားပြီးတော့သူကတောင်းရနဲ့ဆိုပါစို့တောင်းရတဲ့အခါကျတော့ဆက်ဆရာကြီးကပြောတော့ဆိုတခြားတွေမတောင်းခုခေတ်တော့ပတ်စံတောင်းအောင်တောင်းလိုက်မယ်ထင်တယ်စိတ်သက်စင်စားတို့ပါတော့တောင်းလိုက်မယ်ထင်တယ်နော်အဲ့ဒီခေတ်ကတော့အဲ့ဒီဆက်ဆရာကြီးကပြောတော့ဆိုကျွန်တော်တို့အသက်မွေးတာကသတ္တပင်နဲ့အသက်မွေးတာဖြစ်တယ်ကျွန်တော်တို့နဲ့တန်တူသတ္တပင်အဖွဲ့ထဲမှာလိုက်ပါပြီးတော့ဒီကိစ္စလေးဆောင်ရွက်မယ်ဆိုရင်ပေးစားမယ်ပေါ့
တထေသာအနေနဲ့ပတ်စံရလို့တော့ပေးစားဘူးအဲ့ဒီကြတော့သူကတထေသာကအဲ့ဇတ်သဘင်ဖွဲ့ရဲလိုက်သွားတယ်ပဲတထေသာဘုရားမနေတော့ဘဲနဲ့ဇတ်သဘင်နောက်လိုက်ပြီးတော့သူဘာလို့ရတော့ဆိုရင်ပတ်စခွာဖြာသိမ်းခေါ်တာပေါ့သူကကာမမကရတအိုတထေသာဆိုတော့အခုလိုအခရိုဘတ်တွေပါမလုတ်တတ်ဘူးတရေရင်မို့ဒီမကတတ်တော့သူကပတ်စဖြာသိမ်းဘဝနဲ့ပဲလုတ်တော့အဲ့ဒါနဲ့သူတို့အားလေးတယောက်ရလာတဲ့အခါမှာသမင်းသမီးကသူ့ကိုစောင်းပြီးတော့ပြောတယ်ပေါ့ကလေးချော်ရနေဟဲ့အထုထန်သမားရဲ့သားလေးဆိုပြီးတော့သူ့ဖေရဲ့ခုံးကိုတိုက်ခိုက်ပြီးတော့အထုထန်သမားရဲ့သားဆိုပြီးတော့ပတ်စခွာဖြာသိမ်းအခြေခံလောက်သမားရဲ့သားဆိုပြီးတော့အဲ့ဒါကိုကြားတော့သူကမခံခြင်းစိတ်ရှိတော့အဲ့တော့အတ္တပညာနဲ့ပတ်သက်ပြီးငါမတတ်လို့ပြောတာဆိုပြီးတော့သူကအဲ့ဒီနေရာလေးစပြီးတော့အခုအခရိုဘတ်ဆိုတဲ့အတ္တပညာမျိုးဒီသင်တော့ဘယ်လောက်ထိအောင်တတ်သွားတော့ဆိုရင်ခုနလိုအတောင်60ရှိတဲ့ဝလုံးထိပ်ကိုတက်ပြီးတော့ကပြတဲ့အတ္တထိအောင်သူတတ်သွားတယ်အဲ့ဒီထိတာအဲ့လိုပညာရည်တတ်သွားတဲ့အခါသူ့မြို့ကိုသူပြန်လာတယ်ပြန်လာပြီးတော့ပွဲခန်းခန်းနာနာကြော်ကြထားတယ်ပေါ့ဩဃသေနတထေသာသတ်သွင်းနဲ့ပါသွားတယ်လိုက်သွားတယ်အဲ့တော့သူလည်းဒီနေ့သူကပြပြီးတော့ဖြစ်ပြောက်လိုက်မယ်ဆိုပြီးတော့မြို့လူတွေကသွားပြီးကြည်ကြမှာပေါ့နော်ခဏခလူပါပဲတူတူပါပဲလူဆိုတာတူတူပဲရောမခေတ်ကဇာယုံကြီးတွေတွေ့ဘူးတယ်မဟုတ်လားပုံထဲမှာခင်မိတယ်လေခဏခေတ်ကဘောလုံးကွင်းကြီးတွေတောင်ကောင်းနေတယ်လောက်ထားတာအဲ့ဒါမျိုးပေါ့အဲ့လိုသူကပြမယ်ဆိုတော့အကြီးကျယ်ပိဿတ်တွေကလည်းအများကြီးလာတယ်ကားတော်မယ်ဆိုတဲ့အချိန်လေးရောက်တဲ့အခါသူကတိုင်ထိပ်ပေါ်တက်တိုင်ထိပ်ပေါ်တက်လိုက်တာနဲ့မတ်တရလိုက်တာနဲ့တပြိုင်နက်ပိဿတ်ကလက်ခုပ်တွေဝိုင်းတီးကြတယ်နောက်ပိဿတ်ဆိုတာအဲ့တိုင်းပဲလေတခုပြောရင်ဩနဲ့လက်ခုပ်ပြီးဩရဟစ်ကြတယ်အဲ့ဒီလိုသူ့ကိုတိုင်ထိပ်ပေါ်ရက်ခါရှိသေးတယ်ပိဿတ်တွေကဩဝပေးကြတယ်သူတို့မျိုးကတထေသာကပြတော့မှလည်းဆိုတော့အဲ့ဒီလိုဩဝပေးလိုက်တဲ့အချိန်လေးမှာမြတ်စွာဘုရားကဇပွဲကိုရောက်လာတယ်အဟောတရားကဇပွဲကိုမြတ်စွာဘုရားရောက်လာတယ်ရောက်တာသူ့အတွက်ရောက်လာတာပဲဇပွဲကိုရုတ်တရက်ကြွလာတဲ့အခါမှာဘုရားကြွလာတယ်ဆိုတော့ဒီဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးရှိတာမြတ်စွာဘုရားလည်းရိုးရိုးကြွလာတာမဟုတ်ရောင်ကြီးတော့လွတ်ပြီးတော့ကြွလာတာဆိုတော့ဘုရားကြွလာပြီဆိုခုနကတိုင်ထိပ်ပေါ်ရောက်လို့ဩဘပေးတဲ့လူတွေကအကုန်လုံးသူ့မကြည့်တော့ဘဲနဲ့ဘုရားပဲအကုန်မျက်နှာလှည့်ကုန်ဘုရားရှိတယ်ပဲအုံဖြစ်သွားတယ်အဲ့လိုဖြစ်သွားတော့စဉ်းစားကြည့်လေသူကတိုင်ထိပ်ပေါ်ကနေကာပြတော့မယ်အချိန်ကိုသူ့ကိုဩဘပေးတဲ့လူတွေကသူ့ပဲအကုန်မလှည့်တော့ဘဲနဲ့ဘုရားပဲလှည့်သွားတယ်စိတ်ပြည့်ဖွယ်ရဘလောက်ကောင်းကိုပြိတ္တမရှိတော့ဘုရားပြိတ္တပဲဖြစ်သွားအဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့စိတ်ကိုသိလိုက်တယ်သူစိတ်ဓာတ်ကျသွားတယ်ဆိုအဲ့ဒါနဲ့ရှင်မောက္ကလန်ကိုပြောလိုက်ပါကပါအဆက်ကပါလို့ဆိုပြောခံလိုက်တယ်အဲ့ဒါရှင်မောက္ကလန်ကနေပြီးတော့လမ်းပြီးပြောလိုက်တဲ့သူဩဃသေနလောက်ပါပြစရာရှိဆက်ပြပါကစရာရှိဆက်ကပါနဲ့ဆိုတော့သူကအဲ့ဒီမှာအာတက်သွားတယ်ဖះသူကရာကြည့်ကျင်လို့နဲ့တူတယ်သူတတ်ပညာကိုကြည့်ကျင်လို့လာတာဖြစ်လိမ့်မယ်ဖះကတော့ဝင်အားပေးတယ်ပေါ့နော်သူစိတ်ထဲမှာယူဆတာပြောတယ်မြတ်စွာဘုရားကိုယ်တိုင်သံဃာတွေနဲ့လာပြီးတော့အားပေးတယ်ပေါ့စိတ်အားတက်ပြီးတော့အဲ့ဒီမှာတိုင်ထိပ်မှာကျွမ်းတပတ်ပြစ်လိုက်သေးတယ်တော့ပိဋကတွေကိုကျွမ်းပြစ်ပြပြီးတော့အဲ့ဒီမှာနော်တိုင်လုံးထိပ်မှာကားပြတာနော်
အဲ့ဒီလိုကျွမ်းတပတ်ပြစ်ပြီးတော့ကပြတော့ပရိသတ်တွေကဩဝါပေးကြတယ်သူစိတ်ကျင့်တတ်သွားတယ်သူပြရတဲ့တပညာတဲ့ကျင့်တတ်သွားတယ်ပြပြီးသွားတဲ့အချိန်လေးမှာမြတ်စွာဘုရားသူ့ကိုလှမ်းပြီးတော့တတိပြောလိုက်တယ်ဩကသိဏတဲ့မင်းအတိတ်ကိုလည်းမဆွဲလန်းနဲ့တဲ့အနာဂတ်ကိုလည်းမမျှော်မှန်းနဲ့တဲ့မင်းလက်ရှိဖြစ်ပြနေတဲ့အနေအရာတွေပေါ်မှာမင်းအတ္တိထားပြီးတော့ကျင့်သုံးနေထိုင်ပါအဲ့လိုနေမယ်ဆိုရင်မင်းရဲ့ယင်နဲ့အကိရိတာတွေပျောက်ဆုံးသွားပါလိမ့်မယ်တရားလေးတစ်ပုဒ်ဟောလိုက်တာနဲ့တိုင်းထိပ်မှနေရင်ကနေပြီးအနာဖြစ်သွားတာသူကအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဘုရားဟောလိုက်တဲ့ဟာကိုအာယုစိုက်ပြီးနားထောင်လိုက်ပြီးတော့ဟုတ်တာပဲငါလေငါဘဝတရားစနစ်ဖြစ်ခဲ့လို့တတိယဘဝလည်းဆုံးရှုံးတယ်အလုပ်တွေလုပ်ကိုင်းစားတော့ရတယ်ဆင်းရဲတယ်ပွဲကားတဲ့အဖွဲ့တွေမှာသူလိုက်ရတယ်မျောမှန်းချက်တွေမျောမှန်းတဲ့အတိုင်းလည်းပဲပြောလိုက်ပဲလို့ထင်ရတာမပြောရဘူးပေါ့ချမ်းသာလိုက်ပဲထင်ပဲမချမ်းသာရဘူးအလုပ်တွေလုပ်နေရတယ်နော်အဲ့တော့မြတ်စွာဘုရားပြောလိုက်တယ်ရှံပုပ္ပိတံဝိသောတေဟိရှေ့ကဟာလိုက်မယ်ပြမတွေ့ပြီနဲ့နော်အနာဂတ်ကိုလည်းမျောမနေနဲ့ပြစ္ဆုတ်ပံမှာပဲမင်းအလုပ်လုပ်ချီကိုဘဝကိုပြန်ပြီးတော့ချီအဲ့ဒါဆိုရင်တော့မင်းစိတ်ငြိမ်ချမ်းမှုရလိမ့်မယ်သူပွဲသက်ကနေရတာစိတ်ငြိမ်ချမ်းမှုဆိုတာရတာမှမဟုတ်တာသူဆန္ဒဘာဖြစ်သူကိုလူကြည့်စေချင်တာပဲရှိတယ်နော်သူအောင်မြင်တာပဲကြည့်တယ်ဩဝပေးတာလို့ချင်တယ်ပွဲသမားဆိုတာအဲ့တိုင်းပဲလေတချင်းဆိုတဲ့လူကလည်းမလီလက်ခုပ်ဩပါဒါကိုတောင်းတတာပဲလေသူ့ကိုဘလောက်ပိဋကကြီးအားပေးတယ်ဆိုကျင့်တတ်တယ်အဲ့ပေါ်မှာသူလည်းကျင့်တတ်တာအဲ့တော့မြတ်စွာဘုရားတရားဟောလိုက်တော့သူ့ရဲ့ပါရမီအတိညာကလည်းထက်မြက်တော့မြတ်စွာဘုရားဟောလိုက်တဲ့တရားကိုအားပြုပြီးသူကတိုင်းထိပ်ပေါ်ကမစင်ခင်ရဟနာဖြစ်ပြီးတော့မှတိုင်းကဆင်လာခဲ့အဲ့ဒါဥက္ကတိနာဆလာနော်အခုလည်းပဲဆရာတပည့်ဟာကြည့်နော်ဆရာတပည့်ဟာအဲ့ဒါမျိုးပြတာဟာလေအဲ့တော့ဆရာကပြောလိုက်တဲ့စကားတပည့်ကပြောလိုက်တဲ့စကားဒီနှစ်ခုကိုမြတ်စွာဘုရားနိုင်ရှင်ပြလိုက်တယ်ဆရာပြောတာကမဟုတ်ဘူးတဲ့တပည့်ပြောတာကသဘာဝကျတယ်ကိုပဲထင်ရမယ်သူများကိုပဲထင်ရမယ်ကိုထိရင်သူများလည်းထိပြီးသားဖြစ်တယ်ဆိုပြီးတော့အပြန်အလှန်သူများကိုထိရင်လည်းကိုထိပြီးသားဖြစ်တယ်ဒီတရားကိုဟောတာဒီဩဝါဒနော်အဲ့ဒီအချိန်မှာဒီပုံဝတ္ထုတွေကိုပြောပြပြီးတော့မြတ်စွာဘုရားယဟန်တွေကိုဟောတာဒါကြတော့ပွဲကိန်းနဲ့မှဟောတာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားဟောလိုက်တာအတ္တနာဘိက္ခဝေရခိတာမိတိယဟန်တို့ကိုစောင့်ရှောက်မဲ့ဆိုရင်တတိပဋ္ဌာန်တရားပဲပွားပါပရံရခိတာမိတိတတိပဋ္ဌာန်သေဝိတ္တဗံသူများကိုစောင့်ရှောက်မဲ့ဆိုရင်လည်းတတိပဋ္ဌာန်ကျင့်စဉ်အတိုင်းကျင့်ကြကြုတ်ကိုအထောက်ပါကိုစောင့်ရှောက်ရင်လည်းသူများကိုစောင့်ရှောက်ပြီးဖြစ်ပါတယ်တဲ့သူများကိုစောင့်ရှောက်လို့ရှိရင်လည်းကိုစောင့်ရှောက်ပြီးဖြစ်ပါတယ်ဆိုပြီးတော့ဒီနေ့မှာမြတ်စွာဘုရားချက်ဟောတာလေးရတကယ်ကောင်းတဲ့အနှစ်သာရပေါ့နော်အဲ့တော့ဘာလို့အောင်မလို့ဆိုဒါဖြင့်ဟုတ်ပြီကိုစောင့်ရှောက်ခြင်းဟာသူတို့ဘာကိုစောင့်ရှောက်ရောက်တယ်ဆိုတာဘာပြောတာလဲမြတ်စွာဘုရားအဲ့ဒါကိုရှင်းတဲ့အခါကျတော့တတိပဋ္ဌာန်တရားတိုင်းကျင့်သုံးနေထိုင်ပါမယ်တတိပဋ္ဌာန်တရားတိုင်းနေတာဟာကိုကျင့်ဆုံးတယ်အဲ့တော့တတိပဋ္ဌာန်တရားဆိုတာတတိထားရမယ့်အချက်၄ချက်ကဘာလို့ဆိုရင်နံပါတ်၁ကအမြဲတမ်းကိုတာရှေးမိုးချိုတန်းဆင်အောင်လုပ်ပြီးတော့ကိုအလှပြင်းနေတာကာယပဲနော်ကာယကိုလှပြင်းတဲ့လူတွေဟာဘယ်သူပဲဖြစ်ဖြစ်တစ်ခုပြင်းတာပဲ
ကိုလှပြင်းနေတာကိုရဲ့ body ပဲ physical body ကိုလှပြင်းတာစပင်းလှပြင်းတာရှိတယ်မျက်စိလှပြင်းတာရှိတယ်နော်အကုန်လုံးဆိုလက်သက်ခြေသက်လှပြင်းတာရှိတယ်နှုတ်ခမ်းလှပြင်းတာရှိတယ်ဝတ်စားဆင်ပြီးတကူလုံးလှအောင်ပြင်းတာရှိတယ်နေ့စဉ်ရေမိုးချိုတန်းစင်ဘာအတွက်လုံနေတာတော့ဆိုရင် physical body ဆိုတဲ့ကိုယ်ကာယအတွက်လုံနေတာအဲ့ဒီကိုယ်ကာယကြီးပေါ်မှာလူတွေဟာတွေ့တာတတ်မိပြီးတော့နေကြတယ်အဲ့ဒီတွေ့တာတတ်မဲ့မှုကိုဖြောက်ရမယ်ကိုယ်ကာယတွေကအစိတ်ပိုင်းတစ်ခုကိုကြည့်ပြီးတော့ဖြောက်ဖို့ကြိုးစားရမယ်နော်ဖြောက်ဖို့ကြိုးစားရမယ်ဘယ်ဟာပဲဖြစ်ဖြစ်ကိုယ်ကာယတွေထဲမှာတတိပဋ္ဌာန်သုံးမှာပြထားတာအဲ့တော့ထွက်လေဝင်လေကိုခြေပြုတ်ပြီးတော့လည်းဖြောက်လို့ရတယ်စမေမွေးခြင်းခြေသက်လက်တဲ့ဆိုတဲ့32ခုတတ်တာကိုကြည့်ပြီးတော့လည်းဖြောက်လို့ရတယ်နောက်တခါသွားတယ်လာတဲ့ထိုင်နဲ့ရိုက်တယ်ဣရိယာပုတ်၄ပါးကိုရှုပြီးတော့လည်းပဲတော့တတိပဋ္ဌာန်တရားပွားလို့ရတယ်နောက်သမ္ပစေညတရားနဲ့လည်းပဲနေထိုင်လို့ရတယ်dead body တို့နဲ့နှိုင်းရှင်ပြီးတော့ကိုယ်အသက်ရှင်ရရှိတဲ့ body ကို dead body နဲ့နှိုင်းရှင်ပြီးတော့လည်းပဲကိုယ်ရင်ထဲမှာတင့်တယ်တယ်ဆိုတဲ့အတွေးကိုပြောင်းအောင်ကြိုးစားကာယ ानु ပတနာဆိုတာလှတယ်တင့်တယ်တယ်နှစ်သက်စရာကောင်းတယ်ဆိုတဲ့အတွေးကိုပြောင်းအောင်ပွားတဲ့တတိနော်ကိုယ်ခန္ဓာကိုယ်ရဲ့အစစ်မှန်ကိုလူတွေကမသိချင်ဖုံးကွယ်ကြတယ်ကိုယ်လည်းမသိချင်သူလည်းမသိချင်ဘာနဲ့ဖုံးကွယ်တော့ရှေမိုးချူဖုံးကွယ်နော်ရှေမိုးချူဖုံးကွယ်တယ်နန္တာတွေလိမ့်ပြီးတော့ဖုံးကွယ်တယ်အလှပြင်ပြီးတော့ဖုံးကွယ်တယ်ဝစားဆင်ရင်ပြီးဖုံးကွယ်ထားတယ်တကယ်ကတော့ခန္ဓာကိုယ်ကြီးကဘယ်သူခန္ဓာကိုယ်ပဲဖြစ်ဖြစ်ညစ်ပတ်ပေးပြီးပု္ပ္ပစောနံနေတဲ့ခန္ဓာကိုယ်တကယ်ပြောမယ်ဆိုရင်မြတ်စွာဘုရားဟောတယ်ကိမိဝိဒံမုဒ္ဒကရိတပုံနာဆိုကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတဲ့ခန္ဓာကိုယ်လို့ပြောလိုက်ထားလိုက်အဲ့တော့ဒုက္ခဏကိုယ်ထဲမှာအတွင်းကိုမကြည့်နဲ့အပေါ်ယံလေးတွေပဲနော် beauty is skin deep အလှဆိုတာအပေါ်ယံလေးပဲရှိတယ်လို့ပြောတာဒါဟုတ်တယ်မှန်တယ်အတွင်းကဘယ်လိုမှမလှနိုင်ဘူးအဲ့တော့အဲ့ဒီပေါ်မှာလူတွေကဆွဲလန်းပြီးတော့ဖြစ်ပေါ်နေတဲ့ဆွဲလန်းမှုကာမိစန္ဒဆိုတာကိုဖြောင်းအောင်ဒီပေါ်မှာသတိထားတယ်တည်ချာချာစဉ်းစားပါများလို့ရှိရင်စိတ်ပြက်ပြီးတော့ဖြောင်းလာမှာပဲနော်သူကကိုယ်ခန္ဓာကိုယ်အလှပြည့်ပြီးတော့ဆွဲလန်းနေတဲ့ပုဂ္ဂိုလ်တရားသည်နော်စိတ်တိုင်းညဖြစ်လာလို့ရှိရင်လောဘဖြစ်တယ်စိတ်တိုင်းညမဖြစ်လာလို့ရှိရင်ဒေါသဖြစ်တယ်အဲ့ဒါကိုပဲဝိနည်းလောကေဝိဇာတော်မနတတကယ်ဖြောက်တာကမ္မထာထုတ်တယ်ဆိုတာကိုယ်ပေါ်မှာတွေ့တာတဲ့လောဘရဲ့စိတ်ပြည့်တဲ့ဒေါသဒီနှစ်ခုပဲဖြောက်တော့ကောင်းမောကဆိုရင်ဒီဖြူလိုက်ရင်လည်းစိတ်ညစ်တာပဲလေဆိုးတယ်ကြွယ်ရတယ်နော်ကာကွယ်ကြတယ်အမျိုးဆုံးစိတ်မညစ်တဲ့လူရှိမှာမဟုတ်ပါဘူးညစ်မှာပါဟန်လုပ်ပြီးပြုံးနေတာဖြစ်လိမ့်မယ်နော်တည်တည်ချာချာကြည့်ရင်စိတ်ညစ်စရာကြီးဖြစ်လာတယ်ငယ်တော့ယုံမဟုတ်တော့ဘူးခုအပြောင်းသွားပြီဆိုစိတ်ညစ်မှာပဲဒါတွေးရင်စိတ်ညစ်မှာမတွေးရင်တော့သိကြသိမှာပေါ့အဲ့ဒီလိုစိတ်ညစ်မှုတို့တွေ့တာမှုတို့ဒီနှစ်ခုစလုံးကိုဖြောက်ပြဖို့အဲ့ဒါဖြောက်ဖို့အတွက်ကာယ ानु ပတနာတတိပဋ္ဌာန်ကိုပေးတာအဲ့တော့နောက်တစ်ခုကဘာလုပ်ဖို့လိုတော့ဆိုကိုဆောင်ရှောက်အောင်မယ်ဆိုရင်ကိုယ်ကာယပေါ်မှာတွေ့တာမှုပျောက်သွားပြီမဲ့လို့ဘာဖြစ်တုံးဆိုရင်အာယုန်နဲ့တွေ့ရင်စိတ်ခံစားမှုကစိတ်ချမ်းသာတယ်အာယုန်ကိုလက်ခံခြင်းနဲ့နှစ်သက်တယ်ကြည်တတ်တယ်ဒုက္ခဝေဒနာအာယုန်ကိုလက်မခံနိုင်ဘူးအာယုန်နဲ့တွေ့လို့ရှိရင်ဆန့်ကျင်မဲ့ဖြစ်တဲ့ဒုက္ခဝေဒနာအဲ့ဒီဒုက္ခဒုက္ခဆိုတဲ့စိတ်ထဲမှာကျေနပ်စရာကောင်းတဲ့ခံစားချက်စိတ်ထဲမှာကျေနပ်စရာမကောင်းတဲ့ဒီခံစားချက်ခုဟာအလုံးကိုထင်ရှားလာတော့လူစိတ်ဆိုတာ
စိတ်ထဲကပြောတယ်နေလို့ထိုင်လို့ကောင်းတယ်ဆိုရင်ဘာဖြစ်လာတော့ခုနကပြောတဲ့ရာဂအနုတ္တယဆိုဖြစ်လာပြန်လောဘဖြစ်တာပဲပြန်ပြီးတော့ခံစားချက်နဲ့လေလောဘဖြစ်တာပဲလောဘပြန်ဖြစ်လာဒုက္ခဝေဒနာဆင်းရဲတဲ့အခါကျတော့ကိုယ့်ကိုထုရိုက်ပြီးဒေါသဖြစ်ပြန်အဲ့တော့စိတ်ခံစားချက်ကအကောင်းလာလဲအဆိုးပဲအဆိုးလာလဲအဆိုးပဲအဲ့ဒါကြောင့်ဒုက္ခဝေဒနာရဲ့သဘောတရားကိုသိအောင်ဒုက္ခနုဝေဒနာနုပတနာဝေဒနာဟာဝေဒနာပဲမဟုတ်ဘူးအာယုဝတ္ထုကိုကြောင်းပြုတ်ပြီးတော့ဝေဒနာရဲ့စိတ်ခံစားမှုသာဖြစ်တယ်ငါလည်းမဆိုင်ဘူးဆိုတဲ့ဝေဒနာနုပတနာဝေဒနာကိုတတိကပ်ပြီးတော့အမှန်သိအောင်ဆင်ញင်သုံးသပ်ရမယ်ဒါလည်းတတိပဋ္ဌာန်တစ်ခုပဲဒုက္ခလို့ထင်နေတဲ့အထင်ပြောက်ဖို့လုပ်ခိုင်းတာဒါနောက်တစ်ခုစိတ်ဓာတ်နုပတနာလူဆိုတာကိုယ်စိတ်ကိုပြောကြတယ်သူကစိတ်ကောင်းရှိတယ်စိတ်ကောင်းမရှိဘူးစိတ်ထားဖြူစင်တယ်မဖြူစင်ဘူးလည်းပြောကြတယ်ကိုယ်စိတ်လေးကိုကိုယ်အပေးတယ်နော်ဒေါသထွက်တဲ့လူကတော့ငါစိတ်လာမစမ်းနဲ့လို့လုပ်သေးတာသူကအဲ့တော့ကိုယ်စိတ်ကိုသူကဘာထင်နေတော့ဆိုမွေးလာတော့ကလည်းဒီစိတ်ပဲအခုလည်းဒီစိတ်ပဲအစိတ်ဟာပြောင်းလည်းမရှိဘူးသာဝရလို့စိတ်ကထင်လာပြန်အဲ့ဒီထင်လာတဲ့ဟာမဟုတ်ဘူးစိတ်ဆိုခုဖြစ်ခုပြတ်သွားတာအလုံးလင်းမြန်နဲ့နှုံတာနဲ့ဖြစ်ပြီးပြတ်သွားတယ်ဆိုတဲ့သဘောတရားကိုသိရှိနားလည်ဖို့အဲ့ဒါကိုမသိလို့ရှိရင်ရဲတယ်လို့ထင်ပြီးတော့စိတ်ပေါ်မှာကျဉ်းနှံ့เสียဖြစ်လာမယ်လောဘဖြစ်လာမယ်စိတ်ပေါ်မှာစန့်ကျင်လာတဲ့ဒေါသဖြစ်လာတယ်အဲ့ဒီနှစ်ခုမဖြစ်ဖို့အတွက်စိတ်ဓာတ်နုပဒနာကိုပွားပါပြောစိတ်နဲ့ပတ်သက်လာအဲ့တော့ကာယနဲ့ကတစ်ခုဝေဒနာနဲ့ကတစ်ခုစိတ်နဲ့ကတစ်ခုနောက်ခန္ဓာကိုယ်မှာဒါရင်ရှိတာမဟုတ်ဘူးကြံတဲ့မျိုးစုံရှိသေးတယ်အဲ့ဒီကြံတဲ့တွေကိုအလုံးခြုံပြီးတော့ဓမ္မနုပဒနာလို့ပြောတာအဲ့တော့ဒီအာယုန်နေနဲ့ပတ်သက်ပြီးတတိမလွတ်စေနဲ့လို့ပြောတာနော်တတိထားပါကာယနဲ့ပတ်သက်လဲတတိထားလိုက်ပါကာယနဲ့ပတ်သက်တတိထားတဲ့ညီကိုပေးတာအနုပဒနာဆိုတာသူ့တဘာဝကိုသိအောင်ကြိုးစားတာဆင်ញင်သုံးသပ်တာခေါ်တယ်ဝေဒနာကိုလည်းတတိထားပါစိတ်ခံစားချက်ကိုတတိထားပါကိုယ်စိတ်ကိုလည်းတတိထားပါကြံတဲ့ခန္ဓာကိုယ်မှာဖြစ်ပျက်တဲ့အရာတွေအလုံးကိုတတိထားပါပါရီတုံးဆိုအတွေးတွေလည်းတတိထားပါလောဘလည်းတတိထားပါဒေါသလည်းတတိဓမ္မနုပဒနာကြတော့ဉာဏ်တွေကုန်မယ်လေနော်ဉာဏ်တဲ့တရားတွေအလုံးကိုခြုံကိုပြောလိုက်တာလေးခုနဲ့ပြီးအောင်ပြောထားတာထင်ရှားတာကိုပြောတာအဲ့ဒီလိုတတိပဋ္ဌာန်ကိုပွားပါလို့ကိုစောင့်ရှောက်ရင်သူများကိုစောင့်ရှောက်ပြီးဖြစ်တယ်ဆိုတာပဲနည်းနဲ့ဖြစ်တာတော့လို့မြတ်စွာဘုရားကရှင်းပြတဲ့အခါမှာအသေဝနာယပဝိတာယဘဟုလိကမေနာတဲ့အခုပြောတဲ့ကာယ ानु ပဒနာတတိပဒံဝေဒနာ ानु ပဒနာတတိပဒံစိတ် ानु ပဒနာတတိပဒံဓမ္မ ानु ပဒနာတတိပဒံဆိုတဲ့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးဆက်ဆက်ကိုယ်ဘဝနဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့အရာတွေကိုတတိကပ်ပြီးတော့ရှုမှတ်နေပါလို့ပြောတာအဲ့ဒါလို့ရှုမှတ်နေခြင်းဟာကိုယ့်ကိုစောင့်ရှောက်နေတာပဲဖြစ်တယ်ကိုစောင့်ရှောက်ကာဝယ်စောင့်ရှောက်တာသည့်အတွက်ကြောင့်ကိုဟာသူတို့ဟာကိုအန္တရာယ်ပေးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးမဟုတ်တော့သူများကိုလည်းစောင့်ရှောက်ပြီးသားဖြစ်သွားတယ်ကိုကကောင်းအောင်နေခြင်းဖြင့်သူများကိုဒုက္ခမပေးတဲ့လူဖြစ်တော့သူများကိုလည်းကာဝယ်စောင့်ရှောက်ပြီးသားဖြစ်တယ်ဒါဟုတ်တယ်လေနော်အဲ့တော့ကိုကာဝယ်စောင့်ရှောက်ပြီးသူတို့ကိုကာဝယ်စောင့်ရှောက်ဖို့ဆိုတာတတိပဌာန်တရား၄ပါးနဲ့နေပါလို့ပြောတာမြတ်စွာဘုရားဒါတီးတဲ့ကောင်းတဲ့အဆုံးမဆိုတာမရှိဘူးနော်နေနိုင်တာမနေနိုင်တာအသာထားတီးတဲ့ကောင်းတဲ့အဆုံးမဖြစ်အဲ့တော့ကိုဘာတွေကကာဝယ်တာတော့ဆိုရင်လောဘမဖြစ်ဖို့ကာဝယ်တယ်ဒေါသဖြစ်ဖို့လောကကြီးမှာခဏိပြဿနာတက်နေတာဘာတွေကြောင့်တက်တာလူတွေကြောင့်တက်တယ်လို့ထင်နေကြတာမဟုတ်ဘူးလူတွေရဲ့တဏ္ဍာမရှိလောဘဒေါသတွေကြောင့်တက်တယ်လောဘမရှိဘူးဒေါသမရှိဘူးဆိုရင်ဒီလူကလူတိုင်းကလူကောင်းပဲလူကောင်းကပြဿနာမတက်ဘူးလေ
ကိုလည်းကြည်တမန်ချိန်မျိုးမှာသူများကိုအနေနဲ့လုံမဲ့လူမဟုတ်ဘူးလေဒေါသဖြစ်ရင်လုံပြီလေလောဘဖြစ်ရင်လည်းလုံပြီလေအဲ့တော့ကိုအရင်ဆောင်းရှောက်ဆိုတာကိုယ်တဏ္ဍာနဲ့မှာအာဟုသူတွေမဖြစ်အောင်ရင်ထိန်းတာဒါတတိပဒံတရားနဲ့ထိန်းတယ်လို့ပြောတာနော်ဒါကတစ်ခုနောက်တစ်ခါမြတ်စွာဘုရားပြန်လာယဟန်တို့သူများကိုဆောင်းရှောက်ခြင်းဖြင့်ကိုဆောင်းရှောက်တယ်ဆိုတာဘာလို့လဲသူများကိုဥတည်ပြီးတော့ကိုဘယ်လိုဆောင်းရှောက်အောင်မလဲဆိုတဲ့အခါကျတော့သူများကိုဆောင်းရှောက်တာဖြစ်သည့်အတွက်ကြောင့်အဲ့ဒီကြတော့တတိပဌာန်တရားမဟုတ်တော့နော်တတိပဌာန်ဆိုတာကိုမရှိတာကိုရှုတာနော်အဲ့ဒါကြတော့ဘာကိုဟောတော့ဆိုမြတ်စွာဘုရားခန္တိယနံပါတ်1သူများကိုဆောင်းရှောက်ခြင်းနဲ့ဆိုရင်မင်းဘယ်တော့မှ response ပြန်ပြီးတော့တုံ့ပြန်မှုမလုပ်ပါနဲ့သိခံလိုက်ပါသူများကိုဆောင်းရှောက်ခြင်းနဲ့ဆိုရင်သူများကကိုယ်ဘာလုပ်မတုံ့ပြန်ပါနဲ့သိခံလိုက်ပါချင်းကြိုက်လည်းသိခံလိုက်ပါနေပူလည်းသိခံလိုက်ပါလေတိုက်လည်းသိခံလိုက်ပါယောဂဖြစ်လည်းသိခံပါမခံနိုင်လို့ရှိရင်လောဘဒေါသတွေလာမှာပဲလေတာလေဝေဒနာပစ္စယတဏှာဆိုလာတာပဲလေကောင်းတဲ့နောက်မှာလည်းတဏှာလာတာပဲဆိုးတဲ့နောက်မှာလည်းတဏှာလာတာပဲဖတ်တာပစ္စယဝေဒနာပစ္စယတဏှာပဋိစ္စသောဥပမာလူဆိုတာဆင်းရဲတဲ့လူကချမ်းသာကိုလိုတယ်ချမ်းသာတဲ့လူကပိုချမ်းသာခြင်းတယ်ဘယ်သူမှမရှော့ဆင်းရဲတဲ့လူကလည်းချမ်းသာကိုတောင်းတတယ်ချမ်းသာတဲ့လူကလည်းချမ်းသာကိုပဲတောင်းတတာပဲအဲ့ဒါကြောင့်ဝေဒနာပစ္စယတဏှာလို့ပြောတာအဲ့တော့သူများကိုဆောင်းလျှောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကိုလာစော်ကားတာပဲဖြစ်စေကိုနဲ့အစမပြေတဲ့ပတ်ဝန်းကျင်ပဲဖြစ်စေကိုနှုတ်နဲ့စော်ကားတာပဲဖြစ်စေအဲ့ဒါကိုသိခံလိုက်ပါမြတ်စွာဘုရားသူကိုယ်တိုင်ကျင့်သုံးသွားတယ်လေဒီဝရကစင်းနဲ့တိုက်လေသိခံလိုက်တာညာနဲ့လာပြေလေသိခံလိုက်တာပဲလေလာစော်ကားပြီးစေးတာပုံနာကြီးတယောက်ကဆိုရင်နေမကစားလက်ညှိုးထိုးပြီးဘုရားကိုဆဲတယ်ဘုရားဘာမှပြန်မပြောသိခံလိုက်တယ်သိခံပြီးတော့ပြောလိုက်တာလက်မခံနဲ့လက်ဆောင်ဥပမာနဲ့မင်းလာတဲ့ဧည့်သည်တွေကိုမင်းကျွေးတယ်ကျွေးတာအဲ့ဒီဧည့်သည်တွေကစားမသွားဘူးဆိုရင်ဘယ်သူဟာတော့သူဟာပဲအဲ့ဒါလိုပဲမင်းဆဲတာတွေငါအသိမှမပြုဘူးငါလက်မခံဘူးလက်မခံသည့်အတွက်ကြောင့်ဆဲတာတွေအမင်းဟာတွေပဲလို့ဆိုတော့ကြီးညိုသွားတယ်ဒါသိခံခြင်းဖြင့်ရှင်းပြလိုက်တော့ကြီးညိုသွားအဲ့တော့ပုံနာကြီးကိုဆောင်းလျှောက်ပြီးသားဖြစ်သွားအကယ်၍ကိုယ်ကသာဒုတ်ဒုတ်ချင်းတာချင်းဆိုရင်ပြဿနာပဲတော့တုတ်ပြန်လာမဲ့ဆိုလို့ရှိရင်ပြဿနာတက်လာမှာပဲလေသူချကိုချဖြစ်ပြီအဲ့တော့သိခံလိုက်တာမှဇလန်ကပြတ်တာအဲ့ဒါသိခံညင်သူများကိုကာကွယ်ဆောက်ရှောက်ခြင်းဖြင့်ကိုယ့်ကိုယ်လည်းကာကွယ်ဆောက်ရှောက်ပြီးသားဖြစ်သွားတယ်နှစ်ဦးလုံးအတွက်ကောင်းတယ်လို့ပြောတာဇလန်ပြတ်တယ်လေညောင်းလာရှေးတုန်းကရံပက်တွေဆိုရင်တုံးနဲ့တူကိုပြန်လာစော်နေကြတာပဲသူနိုင်ရင်သူကနိုင်သွားကိုနိုင်တဲ့ခါကိုကနိုင်သမင်းဖြစ်လိုက်ကြားဖြစ်လိုက်ဆိုလို့ကြားဖြစ်လို့ရှိရင်သမင်းသတ်စားသမင်းကတခါကြားဖြစ်တော့သူ့ကိုသတ်စားအဲ့လိုပြန်လာနေဖြစ်တယ်ကျက်လက်ကပြန်လှုပ်နေကြတာမဆုံးနိုင်တော့လောကကြီးမှာရန်ကိုရန်ချင်းတုံလို့ကတော့ဘယ်တော့မှမဆုံးဘူးမဆုံးသည့်အတွက်ကြောင့်ကိုယ်လည်းနစ်နာမယ်သူလည်းနစ်နာမယ်ကိုယ်လည်းကာကွယ်ရမရောက်တော့ဘူးသူကိုလည်းကာကွယ်ရမရောက်ဒါကြောင့်မြတ်စွာဘုရားသီးခံခြင်းဖြင့်သူများကိုဆောင်းလျှောက်ပေးလိုက်ရင်ကိုယ်လည်းဆောင်းလျှောက်ပေးတာဖြစ်ပါတယ်လူတွေကသီးခဏကိုရှုံးပေးတယ်လို့ထင်တာမှတော့အနိုင်ယူတာဖြစ်ပါတယ်ဘယ်သူကိုနိုင်လိုက်တာတော့ဆိုကိုယ်စိတ်ကိုနိုင်လိုက်တာနောက်တစ်ခုကမြတ်စွာဘုရားဟောတယ်ခန္တိယဆိုပြီးတော့အဝိဟိတယကိုနိုင်တယ်ဆိုပြီးတော့သူများကိုမနှိပ်စက်ပါနဲ့တော့မနိုင်လို့ရှိရင်လက်သိခံပေါ့နိုင်လို့ရှိရင်လည်းသူများကိုအနိုင်မကျင့်ပါနဲ့ပြောတာပူလီဆိုတာရှိတယ်မဟုတ်လားအနိုင်ကျင့်တယ်လေကိုကအားကောင်းရင်လည်းသူများကိုနိုင်ကျင့်တယ်အဲ့ဒါမလုပ်ပါနဲ့ပြော
တိခဏဟာကိုမနိုင်လို့တိခဏပဲဖြစ်ဖြစ်ကိုရဲ့အင်အားကြီးလို့တိခဏပဲဖြစ်ဖြစ်ကိုကအင်အားကောင်းတဲ့တဲ့တိခဏပဲဖြစ်ဖြစ်တိခဏလိုက်တိခဏငြိမ့်သွားပြီတိခဏပြီးတဲ့အခါကိုကအင်အားကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရင်သူများကိုဘူးလီမလုပ်ပါနဲ့နိုင်မကျင်းပါနဲ့အနိုင်ကျင့်ရင်တနေ့ကျကိုပြန်ပြီးတော့တုတ်ပြန်လာမှာပဲအဲ့ဒါကိုအာဝိဟိတယသူများကိုညှင်းဆဲလို့တဲ့စိတ်မထားပါနဲ့အဲ့ဒါဟာသူများကိုစောရှောက်ခြင်းဖြင့်ကိုယ်ကိုစောရှောက်ရောက်ပါတယ်နောက်တစ်ခုကမေတ္တာဝတ္တာယတစ်ဖက်သားပေါ်မှာမေတ္တာထားလိုက်ပါသူကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေစိတ်ကိုမွေးလိုက်ပါရှမ်းသူဖြစ်နေရင်ချက်လက်ကံဖြစ်နေမှာပဲသူကချကိုကချအဲ့တော့မိတ်ဆွေစိတ်ဓာတ်ထားလိုက်ပါမိတ်ဆွေဖြစ်အောင်နေလိုက်ပါဆိုတော့သူ့ပေါ်မှာလည်းဒေါသမဖြစ်တော့ကိုမှလည်းဒေါသမဖြစ်အဲ့တော့သူလည်းငြိမ့်ကိုလည်းငြိမ့်နှစ်ယောက်စလုံးကအနေကင်းသွားကြဟိုလူကလည်းကိုလာလှုပ်မှလားဆိုပြီးထားတပြင်းပြင်းဒုတ်တပြင်းပြင်းပေါ့ဒီလူကလည်းငါလာလှုပ်တယ်ဆိုကိုကစားလှုပ်ရင်သူများလည်းပြန်လှုပ်မှာပဲလေအဲ့တော့မေတ္တာပွားလိုက်တာနဲ့တပြိုင်တည်းဇာလံကပြတ်သွားနောက်တစ်ခုကျတော့အနုတယတာရတယ်တပည့်သားကိုကျင့်နာထားပြီးတော့စောင့်ရှောက်ပါသူကြည်ပွားလာလို့ရှိရင်လည်းဝမ်းသာနိုင်ဖို့ရှိပါစေချက်လက်စီမဖြစ်ပါနဲ့လို့ဆိုသူများကိုချက်လက်စီဖြစ်နေတာလည်းပဲတပည့်သားကိုဒုက္ခပေးရရောက်တယ်လေအဲ့တော့သူများကိုစောင့်ရှောက်မဲ့ဆိုရင်သူများကြည်ပွားတာကိုမနာလို့စိတ်မဖြစ်နဲ့မနာလို့စိတ်ဖြစ်နေရင်ဒုက္ခပေးမဲ့သူဖြစ်သွားပြီအဲ့သူကချက်လက်စီဖြစ်သူကသူကြည်ပွားတာကိုယ်တည်းစား appreciative choice သဘောပေါက်နားလည်ပြီးစာနာထောက်ထားတဲ့ဝတ္တမှုရှိပါလို့ပြောတာနော် appreciate လုပ်ပါတော့အဲ့တော့ဒီမှာ၄ချက်ပေါ့နော်၄ချက်တိခတ်နေသူများကိုမနှိမ့်ဆက်ဘူးတော့မေတ္တာထားတယ်သူများကြည့်ပါရင်ဝမ်းသာတယ်အဲ့ဒီ၄ခုအဲ့ဒီ၄ခုနဲ့ကိုယ့်ကိုသူများကိုစောင့်ရှောက်ခြင်းအဲ့ဒီ၄ခုကိုကိုယ့်ရင်နဲ့ရအောင်လုပ်အဲ့ဒီရင်နဲ့ရအောင်လုပ်လို့ရှိရင်ကိုလည်းပြန်စောင့်ရှောက်ပြီးသားဖြစ်သွားတယ်နှစ်ဦးလုံးအတွက်ကောင်းတယ်လို့မြတ်စွာဘုရားအတိသုတ်တံမှာဒါနဲ့အဆုံးသတ်ထားတာဖြစ်တယ်ဇလံကလေးကနေပြီးတော့စတွေ့ပြီးတော့မြတ်စွာဘုရားကကိုစောင့်ရှောက်ဆိုတာနော်ဆရာကလည်းဆရာကိုဆရာစောင့်ရှောက်တပည့်ကလည်းတပည့်ကိုစောင့်ရှောက်ကိုထိမှုရအဓိကကြတယ်ဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောတာကိုရင်ထင်ရင်သူများလည်းထိမိတာဖြစ်တယ်သူများထင်ရင်လည်းကိုထိမိတာဖြစ်တယ်ဆိုတဲ့သင်ကြားချက်ကိုမြတ်စွာဘုရားဒီ message ကိုဒီသုတ်တံမှာပေးတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ကသူတော်စင်ပြိဿပေါင်းတို့သေရကသုတ်မှာလာတယ်မြတ်စွာဘုရားရဲ့ကာဝယ်စောင့်ရှောက်ခြင်းနဲ့ပတ်သက်တဲ့အဆိုအမိန့်ကိုမတနာယူပြီးတော့ဒီတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ကိုစောင့်ရှောက်ခြင်းဖြင့်သူများကိုလည်းစောင့်ရှောက်ပြီးသားဖြစ်တယ်သူများကိုစောင့်ရှောက်ခြင်းဖြင့်လည်းပဲကိုစောင့်ရှောက်ပြီးသားဖြစ်အောင်မြတ်စွာဘုရားပေးတဲ့နိစ္စနစ်တိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာကြောင့်ရှင်ဖရာဖရာတွေတော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျိုးသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပ
ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ပုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း